Hello everyone, welcome back to my channel. Today, videoမှာတော့ရှေ့က English Grammar Series တဲကနောင်ကြောင်းကိုအသေးစိတ်လေ့လာသွားမှာပဲဖြစ်ပါတယ်။ So, without further ado, let's get started. နောင်ဆိုတာကအရာဝတ္ထုတွေရဲ့အမည်၊လူတွေရဲ့အမည်၊နေရာတွေရဲ့အမည်နဲ့အကျွေးခေါ်တွေရဲ့အမည်အားလုံးကိုနောင်လို့ခေါ်ပါတယ်။ဥပမာအားဖြင့်ဆိုရင်လူတွေနဲ့ပတ်သက်တဲ့အမည်ဆိုရင် teacher ဆရာဆရာမတွေ girl မိန်းကလေးတွေ doctor ဆရာဝန်တွေကနောင်ဖြစ်ပါတယ်။နေရာတွေမှာဆိုရင် school ကျောင်း city မြို့မြန်မာတို့ကလည်းနောင်တွေပဲဖြစ်ပါတယ်။ရာဝတ္ထုအမည်တွေဖြစ်တဲ့ book စာအုပ် phone table စပွဲခုံတွေကလည်းနောင်တွေပဲဖြစ်ပါတယ်။ idea နဲ့ပတ်သက်တဲ့ love အရှိ happiness ပျော်ရွှင်မှု freedom လွတ်လပ်မှုတွေကလည်းနောင်တွေပဲဖြစ်ပါတယ်။ types of noun နောင်မျိုးစား10မျိုးရှိပါတယ် proper noun command noun concrete noun abstract noun collective noun countable noun uncountable noun compound noun singular noun နဲ့ plural noun တွေပဲဖြစ်ပါတယ် proper noun ဆိုတာကလူတွေရဲ့အမည်နေရာတွေရဲ့အမည်နဲ့အရာဝတ္ထုတွေရဲ့အမည်ကိုတိတိကျကျရည်ညွှန်းတာကို proper noun လို့ခေါ်ပါတယ်ဥပမာဆိုရင်စွစွမြန်မာရန်ကုန်တို့က proper noun တွေပဲဖြစ်ပါတယ်ဒီနေရာမှာဆိုရင်လူတွေအများကြီးရှိတဲ့တဲကမှာစွစွတယောက်တည်းကိုပဲတိတိကျကျရည်ညွှန်းတဲ့အတွက် proper noun ဖြစ်ပါတယ်အလားတူပဲမြန်မာနိုင်ငံတွေအများကြီးရှိတဲ့တဲကမှာမြန်မာကိုပဲရည်ညွှန်းတဲ့အတွက် proper noun ဖြစ်ပါတယ်ရန်ကုန်မြို့တွေအများကြီးရှိတဲ့တဲကမှာရန်ကုန်မြို့တစ်မြို့တည်းကိုပဲရည်ညွှန်းတဲ့အတွက် proper noun ဖြစ်ပါတယ်နောက်ထပ်နောက်တစ်ခုကတော့ command noun ပဲဖြစ်ပါတယ်ဒီကြကြမရှိဘဲနဲ့ရေဘူးရအားဖြင့်ရှုံငုံပြီးတော့ခေါ်တဲ့အမည်တွေကို command noun လို့ခေါ်ပါတယ် example အနေနဲ့ teacher ဆရာဆရာမတွေ city မြို့တွေ school ကျောင်းတွေ book စာအုပ်တွေပဲဖြစ်ပါတယ် concrete noun ကတော့မြင်နေတွေ့နေကင်တွယ်လို့ရတဲ့အရာအလုံးကို concrete noun လို့ခေါ်ပါတယ်ဥပမာဆိုရင် table စပွဲခုံတွေ phone တွေ dog ခွေးနဲ့ apple ပန်းသီးတို့ပဲဖြစ်ပါတယ် abstract noun ကင်တွယ်ထိထိလို့မရမမြင်တွေ့နိုင်တဲ့အရာတွေကို abstract noun လို့ခေါ်ပါတယ် example အနေနဲ့ love အရှိ happiness ပျော်ရွှင်မှု freedom လွတ်လပ်မှုနဲ့ success အောင်မြင်မှုတွေပဲဖြစ်ပါတယ်နောက်ထပ် noun မျိုးစားကတော့ collective noun ပဲဖြစ်ပါတယ် collective noun ဆိုတာကအဖွဲ့အစည်းတွေအစုအဝေးတွေရဲ့အခေါ်အဝေါ်ပဲဖြစ်ပါတယ်For example အနေနဲ့ဆိုရင် team အသင်း family မိသားစု group အုပ်စုတို့က collective noun တွေပဲဖြစ်ပါတယ် countable noun ကကြတော့ယူတလို့ရတဲ့အရာတွေကို countable noun လို့ခေါ်ပါတယ်ဥပမာ one apple ပန်းသီးတစ်လုံး two apples ပန်းသီးနှလုံး a book စာအုပ်တစ်အုပ် three books စာအုပ်သုံးအုပ် a dog ခွေးတစ်ကောင် many dogsခွေးအများကြီးတွေက countable noun ပဲဖြစ်ပါတယ် uncountable noun ရေကြလို့မရတဲ့အရာတွေကို uncountable noun လို့ခေါ်ပါတယ်ဥပမာ water ရေ rice ဆန် milk နွားနို့နဲ့ဆန်သဲတွေက uncountable noun တွေပဲဖြစ်ပါတယ် compound noun ကပေါင်းစပ်ထားတဲ့ noun တွေကိုဆိုလိုပါတယ်စကားလုံးတစ်လုံးနဲ့တစ်လုံးပေါင်းစပ်ရာကနေပြီးတော့ compound noun ဆိုတဲ့နောက်ထပ်အဓိပ္ပာယ်တစ်မျိုးထွက်လာတာကို compound noun လို့ခေါ်ပါတယ်ဥပမာ tooth နဲ့ brush နဲ့ကိုပေါင်းလိုက်တဲ့အချိန်မှာ toothbrush ဆိုတဲ့သွားလိုက်တဲ့ class နဲ့ room နဲ့ကိုပေါင်းလိုက်တဲ့အချိန်မှာ classroom ဆိုတဲ့စာသင်ခန်း sun နဲ့ light နဲ့ကိုပေါင်းလိုက်တဲ့အချိန်မှာ sunlight ဆိုတဲ့နေရောင်တွေက compound noun တွေပဲဖြစ်ပါတယ်singular noun ကတော့တဦးဆိုင်နာမည်ဖြစ်ပါတယ်ဥပမာ a book စာအုပ်တစ်အုပ် an apple ပန်းသီးတစ်လုံး a dog ခွေးတစ်ကောင်နဲ့ a student ကျောင်းသားတစ်ယောက်တို့ပဲဖြစ်ပါတယ် plural noun ကတော့အများဆိုင်နဲ့တစ်ခုတည်းပေါ်တဲ့အရာတွေကိုပြောတာဖြစ်ပါတယ်ဥပမာအနေနဲ့ books စာအုပ်တွေ apples ပန်းသီးတွေ dogs ခွေးတွေ students ကျောင်းသားတွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့ရဲ့ lesson ကတော့ဒီလောက်ပါပဲအကျိုးရှိမယ်လို့မျှော်လင့်ပါတယ် If you like this video give it a thumbs up and subscribe to my channel see you in the next video and have a great rest of the day bye bye